တယ်ရှင်တင်းမကျွန်တော်ဘာလို့လောက်ခွာလဲနင်းဒီနေ့တေးလေးစိတ်ပြီးတေးရလိမ့်မယ်ဟာတင်းနေစိတ်ပြီးငါတိတ်နေလေးပဲရှိသေးတယ်ဒါမင်းလည်းမခွဲနိုင်သေးဘူးငါတင်းနေစိတ်ပြီလေတေးချင်းပါတိတ်ငယ်တဲ့အသက်ကြီးချင်းမရှိဘူးငါခွဲချင်နင်းတေးရလိမ့်မယ်တေးကိုတေးရလိမ့်မယ်ကျွန်တော်မသိသေးဘူးကျွန်တော်လာမခေါ်နဲ့ကျွန်တော်မသိသေးဘူးကျွန်တော်မသိသေးဘူးကျွန်တော်မသိသေးဘူးမင်းတရားလာပြီသမီးကြောက်တယ်သမီးလေးသမီးကြောက်တယ်အမေဘာကြောက်စရာမလိုဘူးလေအမေရှိတယ်နော်သမီးနော်ရှိတယ်ကြောက်နေနော်ဘာကြောက်တယ်သမီးတိမ်မလောက်ခေါ်နေပြီမေသမီးဘာလို့တင်ပါလဲသမီးမတည်ပါဘူးအမေနဲ့မခွဲနိုင်ဘူးမခွဲအောင်သမီးသမီးအမေနဲ့မခွဲဘူးနော်သမီးနေကောင်းလာမှာနော်အမေသမီးခုချိန်တေးဝိုင်းပြီးတော့ရမှာလေသမီးရဲ့ကောင်းတာလုံးလို့ကောင်းတဲ့နေရာရောက်မှာပေါ့အမေသမီးကလေးမဟဲ့သမီးလေးသမီးစကားလေးနားထောင်တယ်သူများလို့ဆိုးတဲ့ကလေးမှမဟုတ်တာဒါနဲ့ခုချိန်မှာအဲ့ဒီတွေ့ရအောင်နော်အမေသမီးမသိဘူးနော်ကြောက်တယ်အမေရမကြောက်ပါနဲ့သမီးမသိဘူးသမီးနေကောင်းနော်နေကောင်းပြီနော်သမီးရှင်အမေသမီးကစာကြိုးစားလိုက်လားစူးစမ်းရမှာပေါ့မင်းရဲ့ပညာတတ်ကြီးဖြစ်မှအမေလှုပ်ကြွေးလို့ရမှာလေဟုတ်ပါပြီသမီးလိမ္မာလေးအဲ့တော့ဟုတ်တယ်ဒီမှာကြည့်တနားထိုးပြီအိတ်တော့ကြောင့်အမေသမီးဖြားနေအောင်မယ်နော်ဟုတ်ဒါပြီးအိတ်တော့ဟုတ်ပြီကဲလိမ္မာလေးသမီးအမေမွေးရကျိုးနဲ့သမီးကဲအိတ်ဖို့လို့တော်ပြီအမေမသိဘူးသမီးကအိတ်မှာမဟုတ်ဘူးမေဘာလုပ်နေရလဲမေရမေကော်ဖီတောက်မလို့လေတမီးတောက်မလားအော်ကော်ဖီတောက်မှာတမီးဖြော်ပေးမှာပေါ့မေရလင်မာတဲ့တမီးလေးမေတမီးဖြော်ပေးတဲ့ကော်ဖီအရသာရှိတာပဲမေမေတို့တမီးဝမ်းတာဆရာပြရအောင်မေဝမ်းတာဆရာဆိုအမေအမြန်ကြားချင်ပြီးပြောပါလေသမီးအင်္ဂလန်ကိုပညာတော်သင်သွားဖို့ scholarship ရတယ်ပြီလားဟုတ်လားဝမ်းသာလိုက်တာသမီးလေးရဲ့အမေရောဝမ်းသာတာပဲသမီးဖေးတာကြားရင်ဘယ်လောက်ဝမ်းသာမလဲဒီညဆွစ်ဇာလန်ကိုဖုန်းခေါ်မယ်အဖေပြောပြမယ်နော်အမေကလေးကံကောင်းတာပဲသမီးအဖေကလည်းအမေနဲ့သမီးကိုပြည့်ပြည့်စုံစုံထားတယ်သမီးလေးကလည်းလိမ်မာတယ်စကားနားထောင်တယ်ပညာလည်းကြိုးစားတယ်အမေလောက်ကံကောင်းတဲ့မိခင်ဒီကဘာမှာရှိမှာမဟုတ်တော့ပါဘူးသမီးလေးရဲ့သမီးရှင်မေအဖေမတလောက်အေးတာသမီးတော်ပြီလေအိမ်ထဲဝင်တော့နော်အော်မေကလည်းနောက်လာကျရင်သမီးနိုင်ငံခြားကိုပညာတော်တင်သွားရမှာလေသမီးစာချက်ရမှာမေရဲ့ဒါတော့ဒါပေါ့သမီးရဲ့တော့ချာနေမကောင်းဖြစ်နေအောင်မေမရဘူးမေရဲ့သမီးစာချက်ရမယ်ကဲအဲ့လိုဆိုလဲသမီးအတွက်အမေကော်ဖီတောက်ဖြော်လိုက်မယ်နော်
သမီးအမလေးလောက်ကြပါဟဲ့လာတော့ဘယ်သူမှမရှိဘူးလားအဲ့သမီးလောက်ပါသမီးဘာဖြစ်လဲဒီကောတော့စိတ်ဝင်သွားတယ်သမီးတော်ကြ။ဘာဖြစ်ဖြစ်ဖြစ်။အော်ရတယ်။ဒေါက်တာကျမဟာချယ်ရီရဲ့မိခင်ပါရှင်။သမီးချယ်ရီရဲ့အခြေအနေကိုကျမအမွေလေးသိချင်ပါတယ်။သမီးနာမည်ကချယ်ရီနော်။ဟုတ်။ကျွန်တော်အားမနာပါနဲ့တော့ပုံမလေးလေးပြပြပေးကျမပွင့်လင်းပြောမယ်ဆိုတော့သူ့ research ကိုကြည့်ရရင်ကျမသိအားမရချင်ဘူးဒါမဲ့အမပွင့်လင်းဒီဝဲလာမယ်ဆိုတော့ကျမလည်းနော်အမကြိုတင်ပြီးခိုင်းစေချင်လို့ကျမလည်းပြောပြပါမယ်အခုသမီးလေးအခြေအနေကကြတော့ဒီကျမတို့ဆေးပညာအရဆိုတော့လူကင်းများလို့ပြောပါနော်ပမာလို့ကြတော့သွေးကင်ဆာလို့ယူဆလို့ရပါတယ်အဲ့ဒါကျမတို့ဆေးပညာအရကြတော့သမီးလေးကိုအရှင်းပြောက်အောင်ကူဖို့ကြတော့ကျမအတွေ့အကြုံနဲ့ဒီဆေးပညာအရနဲ့တော့ခုချိန်လေးတော့ရှိသေးပါဘူးဒေါက်တာကျမကိုကူညီပါရှင်ကျမသမီးယောဂကိုပြောင်းကူပေးပါရှင်ကျမကဒီသမီးလေးတယောက်ပဲရှိတာပါကျမကရှိတဲ့စီးစိမ်လေးအားလုံးကိုယ်ကုန်သွားပါစေကျမအကုန်ခံနေပါတယ်ကျမတနာပါကျမကိုညီမတို့တဲ့ကျမသမီးရဲ့တက်ကတော့ကျမအဆုံးရှုံးခံရစေနေရှင်ကျမတို့လည်းအဲ့လိုပဲဖြစ်စေချင်ပါတယ်ဒါမဲ့ဒီယောဂဖြစ်ပြီးဆိုတာလည်းတော့အရှင်းပြောင်းပူဖို့ကြတော့ကျမတို့မတတ်နိုင်တော့ပါပဲဒါမဲ့ဒီဆေးပညာနဲ့ပေါ့နော်လူနာရဲ့ယောဂကိုနည်းနည်းကြာရှည်ခံထိန်းသွားပြီးတော့ရပါတယ်ကျမတို့လည်းနှံ့နိုင်ဆုံးတော့ကြိုးစားပေးပါပါအမရင်အဲ့လောက်ထိအားခဲ့ပါနဲ့ဒါဆိုကျမသမီးယောဂကျမရဲ့ငွေကြီးနဲ့မကူနိုင်ဘူးပေါ့ဘဝလည်းလင်းပြောရတော့မိကအလွန်ဆုံး6လတက်တန်းလောက်ပဲနေလို့ရတော့မယ်ကျမတို့အထင်နဲ့တော့နေလို့ရတော့မယ်ကလေးကိုပဲဖြစ်ချင်တဲ့ဟာတွေဖြစ်ခွင့်ပေးလိုက်ပါစိတ်ချမ်းသာအောင်ထားပေးလိုက်ပါနော်ဒါတလေတော့လေကျမတို့ဆေးပညာအရမမီနိုင်တဲ့ဟာတွေလည်းတတ်နိုင်တဲ့ဟာတွေရှိပါတယ်အမတို့ယုံကြည်တဲ့ဖျားကိုပဲစက္ကစုတောင်းပြီးမှကလေးကိုစိတ်ချမ်းသာအောင်ထားပေးပါနော်ကျမကျေးဇူးတင်ပါကျမကိုခွင့်ပြုပါရှင်ငါအတိုင်းဝိုင်းငါပညာငါဒနာဥစ္စာတွေနဲ့ငါဆိုတဲ့စိတ်နဲ့မာနတက်ခဲ့တယ်ကဘာပေါ်မှာငါလောက်ကံကောင်းတဲ့မိခင်မရှိဘူးဆိုတဲ့မာနဂုဏ်တွေကမှရှိခဲ့တယ်ဒါပေမဲ့အခုဒါတွေကအချီးကြီးအလကားဖြစ်သွားပြီငါရဲ့တူဦးဒီတော့သမီးရဲ့အသက်ကိုဒီငါရဲ့စီးစိမ်ဥစ္စာဂုဏ်ဒနာအရှင်ဝိုင်းနဲ့ငါကယ်လို့မရဘူးငါသမီးရဲ့ယောဂကိုလည်းငါပြအောင်မကုသပေးနိုင်တော့ဒီစီးစိမ်ဒီဥစ္စာဒီအိမ်ကြီးငါကြိုးစားခဲ့သမျှအခုတော့အချီးကြီးပဲဒါတွေအခုငါဘာလုပ်ရတော့မလဲဒါတွေအားလုံးဟာအလကားဖြစ်သွားပြီငါသမီးအသက်ကိုလည်းငါမကယ်နိုင်
တေးချင်းတရားကိုလည်းလွတ်မြောက်အောင်ငါမလုပ်နိုင်ဘူးငါသမီးမေးတဲ့အဖြစ်ငါမပေးနိုင်ဘူးသမီးနေမကောင်းလားဟုတ်တယ်ငယ်သမီးခုပြောနေလို့လည်းမကောင်းသမီးနည်းနည်းအားနေသေးလို့ပါနေကောင်းသွားမှာပါနော်အမေသမီးတေးရတော့မလားမသိဘူးနော်သမီးရဲ့အဲ့ဒီတေးမဲ့အကြောင်းကြီးပဲမပြောပါနဲ့သမီးယောဂပြအောင်လေအမေအတက်နိုင်ဆုံးစူးစမ်းပြီးကုမယ်အမေမှာရှိတဲ့စီးစိမ်တွေအားလုံးကုန်သွားပါစေသမီးလေးရောအမေရအောင်ကုမယ်နော်ဒါကြောင့်အဲ့ဒါမျိုးစဉ်းစားနေနော်သမီးနဲ့အမေအဲ့စီးစိမ်နေအောင်လူရဲ့အသက်ကိုကယ်နိုင်လားမေရဲ့သမီးရဲ့အဲ့တေးမဲ့အကြောင်းကြီးပဲမပြောပါနဲ့သမီးနဲ့အမေကမခွဲဘူးလေသမီးနေကောင်းနိုင်ပါပါနော်ဟုတ်မေလောကကြီးမှာအကောင်းနဲ့ဆိုတာအများတန်းတွင်လွဲနေရတယ်တေးချင်းတရားဆိုတာရှင်တေးချင်းကိုအောင်နိုင်တဲ့လူတွေရှိရမှာပေါ့မေရဲ့အဲ့လောက်ထိမစဉ်းစားပါနဲ့သမီးရဲ့သမီးနေကောင်းလို့ပါအမေသမီးအဲ့ဒါသိချင်တယ်မေရဲ့သမီးတေးချင်းကိုဘယ်လိုအောင်နိုင်လဲဆိုတာသမီးသိချင်တယ်မေရဲ့သမီးအဲ့အကြောင်းကိုလိုက်ပြီးတော့ရှာကြည့်မယ်မေသမီးကိုခွင့်ပြုလို့မေသမီးကနေမှမကောင်းသေးတာဘယ်သွားမလို့လဲသမီးဟုတ်မေရဲ့သမီးအဲ့ဒါအရင်သိချင်တယ်သမီးအဲ့ဒါကိုအရင်လိုက်ရှာကြည့်ချင်တယ်မေရဲ့အေးလေသမီးလေးစိတ်ချမ်းသာမယ်ဆိုတော့အမေခွင့်ပြုရမှာပေါ့အမစာကြည့်တိုင်းမလားဟုတ်ကဲ့ထိုင်မှာသမီးဘာကိစ္စရှိတယ်မသိအမကိုတောင်းစင်ရှိတော့ပါဟုတ်ကဲ့ပြောပါသမီးလူဟာတည်ပြီးရင်ဘာဖြစ်မယ်ဆိုတာကိုအတိအကျဖြေပေးနိုင်တဲ့စာအုပ်မျိုးရှိလာရင်မအဲ့လိုမျိုးစာအုပ်တော့ဘယ်လိုပြောမလဲသမီးရဲ့ချို့စိတ်နေလို့ဖြစ်ရစာအုပ်တွေပေါ့နော်တေချင်းတစ်ဖက်ကရောက်ဘူးတယ်ဆိုတဲ့အတွေ့အကြုံတွေရေးထားတဲ့စာအုပ်တွေတော့ရှိတယ်ဒါပေမဲ့လူဟာတေလို့ရှိရင်ဘယ်ရောက်မယ်ဆိုတဲ့အတိအကျအဖြစ်ပေးနိုင်တဲ့စာအုပ်မျိုးတော့မရှိဘူးသမီးရဲ့တ
သမီးကလေသမီးတေးပြီးဘာဖြစ်မယ်ဆိုတော့တိကျသိချင်တယ်အမရဲ့ သမီးကငငယ်ချောချောလေးပဲရှိသေးရဲ့ဘာဖြစ်လို့အဲ့မျိုးစာအုပ်တွေဖတ်ချင်ရလဲမမတို့ library မှာကျမရေးပညာပေးစာအုပ်တွေအလှပစာအုပ်တွေစိတ်ပညာနဲ့ပတ်သက်တဲ့စိတ်သက်ပိုင်းဆိုင်ရာစာအုပ်တွေအများကြီးရှိရဲ့သမီးကဘာဖြစ်လို့ဒီစာအုပ်ပဲဖတ်ချင်ရလဲသမီးကအဲ့မျိုးစာအုပ်တွေမဖတ်ချင်သမီးကတေးပြီးဘာဖြစ်တယ်ဆိုတော့တိကျသိချင်တာမမတက်တက်မှလေဒါမျိုးစာအုပ်လာငါဖတ်တာတစ်ခါမှမကြုံဘူးသေးကျေးဇူးပဲနော်မလဲပါသမီးရဲ့မမတော်မတည်လို့ရှိရင်ဘယ်သွားမလဲဆိုတာခုချိန်ကြီးမသိသေးပါဘူးဆမသမီးချယ်ရီပါလားသမီးနေမကောင်းဘူးဆိုတာအခုဆေးရုံကဆင်းခဲ့ပြီလားသမီးဟုတ်ဆမဆရာမတောင်မှလာကြည့်မလို့မအားလို့လေနော်သမီးဘယ်လာထဲကိုလာသမီးခိုင်းပါသမီးကိုဘာအကူအညီပေးရမလဲသမီးလေးဆမကလေသမီးတို့ရဲ့ပါမောက်ခါကြီးဆိုတော့သမီးသိချင်တဲ့အဖြေလေးကိုဆမစီလာမရပါဆမသမီးရဲ့ကျမ်းမာရေးရောကောင်းသွားပြီလားသမီးလောကကြီးမှာအကြိုင်းနေနိုင်တော့မှမထင်ဘူးဆမသမီးကလည်းစိတ်တက်မကြရဘူးလေသမီးကိုတောင်မှဆရာမတို့ကျောင်းကနေပြီးမှပညာတော်သင်လွှတ်ထားတယ်ဆိုပြီးတော့ဆရာမတို့အရန်ဂုဏ်ယူနေတာသမီးရဲ့သမီးကျောင်းလဲတော့တက်နိုင်တော့မှမထင်ဘူးဆမရဲ့သမီးသိချင်တာလေလူဆိုတာတည်ပြီးတော့ဘေးသွားတယ်ဆိုတော့အတိအကျသိချင်တာဆမရဲ့သမီးရဲ့ဒီဝိဇ္ဇာသိပ္ပံနယ်ပင်မှာတော့လူဟာသိပြီးရင်ဘယ်ကိုရောက်မလဲဆိုတာကိုတွက်ချက်ထားတဲ့ theory တွေမရှိပါဘူးသမီးရဲ့လူဟာသိပြီးရင်ဘယ်ကိုရောက်မလဲဆိုတဲ့အဖြေမျိုးကိုတော့ဘာသာရေးတရားမှာပဲသမီးကိုကျင့်နိုင်တဲ့အဖြေမျိုးရှိလိမ့်မယ်လို့ဆရာမယုံကြည်ပါတယ်သမီးရဲ့ကျေးဇူးတင်ပါတယ်ဆမသမီးသွားလိုက်ပါဦးမယ်သမီးအတွက်ဆရာမအမြဲတမ်းဆုတောင်းပေးနေမယ်နော်သမီးလေးဟုတ်ကျမတို့ဗီဒီမေးချင်လို့ပါဆရာပြီးညီမတို့ဘယ်သူအတွက်ပေးတယ်မေးချင်သမီးအတွက်ပါဆရာဟုတ်ပြီသမီးလေးနာမည်ဘယ်လိုခေါ်လဲချယ်ရီပါရှင်ဒါဆိုတနင်းလာသမီးပေါ့ဟုတ်ပါတယ်ဆရာနောက်တစ်ခုပဲမွေးနေ့မွေးလာလေးပြောပါဦး88မိနစ်ဆယ်ပါ88ဟုတ်ကဲ့ဆိုရင်ကဆုံလာနော်သမီးကတိတ်ကန်စားတာတိတ်နေနေတယ်တီဗီတွေပါတွေ့ကြုံရမယ့်ပုံစံမျိုးပေါက်နေတယ်မှန်လိုက်တာဆရာရဲ့ဒါကြောင့်လဲဆရာနာမည်ကြီးတာဟုတ်ဆရာကိုကျွန်မအားကိုးပါတယ်ရှင်ကျွန်မသမီးကိုမသိအောင်ရရချီပေးပါဆရာရဲ့ဆရာမသိအောင်ရရချီပေးရဟုတ်ပါတယ်ရှင်ဟုတ်ပါတယ်တူတူဆန်းဆန်းပဲ